ချစ်စွာသောပိတာပေါင်းတို့ခင်ဗျာယနေ့မြင့်မြင့်စိတ်ဆူလွေးလေလူအရှန္ဒပြေဝဇေယအရတိသားကတော့အနိရုဒ္ဓဘိစီရင်တိဆောက်ရွှေကြောက်ဆယ်ခေါ်ဆင်မြို့တော်မှာကြောက်ဆယ်မြို့နဲ့တောင်နောက်ကျောင်းရွာဖြစ်ပါတယ်ဖယားဒိုင်ကမဒေါ်ချင်းဖယားဒိုင်ကမဒေါ်ကြီးတို့ကိုအမှုထား၍တောင်ကြီးမြို့ဆက်ဆံထုံးရံနေဖယားဒိုင်ကဦးငိမ့်မောင်ဖယားဒိုင်ကမဒေါ်မြင့်မြင့်အေးသမီးမဆန္နာထွန်းသာကိုတိဟာထွန်းမယူရစောညီမအိမ်မှုတရာမိသားစုနဲ့ကျောက်ရှင်မြို့မင်းရနေဖယားဒိုင်ကဦးတန်းစင်ဖယားဒိုင်ကမဒေါ်တီရာပြုံးသာဝေယံလင်းတန်မိသားစုတို့မှာထီတော်တင်မင်္ဂလာဗုဒ္ဓဘိသေကလေးကစားတင်အလှတော်မင်္ဂလာဖိတ်ကြားတော့တို့မြမပြေကျေးဇူးတော်ကသို့သုံးပါယရနာမှန်ပါပဲကျောက်ဆယ်မြို့နယ်တောင်တော်ကျောင်းရွာအနီးရှိခုနစုတော်ကျေးဇူးတော်မြတ်ကြီးရွှေထီးတော်မင်္ဂလာနဲ့ဗုဒ္ဓဘိသေကလေးကစားတင်မင်္ဂလာအလှတော်မင်္ဂလာဆွမ်းကိုကြွရောက်အလှခံယူတော်မူကြပါတယ်ဘေးတွေကင်းကြီးလေနေရောညပါအေးလေကလေးတွေသချင်းတီဆိုကြပဲဘေးတွေကင်းကြီးလေနေရောညပါအေးလေကလေးတွေသချင်းတီဆိုကြပဲကိုရောကနေကိုရောကချေယရနာမမဘေဆန်စီစိစာလောင်ငါအများကကြော့ထွားခဲ့ပြီယရနာသုံးပါးသူချိတ်ချားများတဲ့ခြေစုတွေအရင်ငါနဲ့မတူပဲလေရကိုင်းကြောအောင်မြင်တောင်းရဲအမှုထားအဖျားတန်ဃာတွေကျောင်းတွေကံတွေသိစရက်တွေအရရလူနိုင်လေဖျားကြတာတွေတရားကဲတာတွေသံဃာတော်အမြတ်ကဲတာတွေတို့မြမပြေကျေးဇူးတော်ကသို့သုံးပါယရနာမှန်ပါပဲမြမဆူရမျိုးကျုပ်ခံစားရပြီဖယားတွေကြောင်းတွေကောင်းတွေလူရောင်းလာတွေတို့မြမဆူရမျိုးအကျုပ်ခံစားရပြီဖယားတွေကြောင်းတွေစောင်းတွေလူရောင်းလာတို့မြမဆိုတဲ့အမျိုးအကျိုးခံစားရပြီဖယားတွေကြောင်းတွေတစောင်းတွေလူရောင်းလာတွေတို့မြမဆိုတဲ့အမျိုးအကျိုးခံစားရပြီဆရာတကားပါပဲဘုံမရရဲ့ကိုရစေကြည်ပြူရှာသလေသနာမကင်ရှာဘူးတဲ့မိတ်လေ
ဒိဋ္ဌာတိနေမှုတေရှာပိသမေစိတ်တိသမံဖလံစေတောပဏိတိဟေတုတိတတ္တံကိသတိဒုက္ခတိဆိုတဲ့အတိုင်းမြတ်စွာဘုရားပူဇာရုပ်ပွားဆင်းတို့သုံးထုပူဇော်ကြသူတို့ဒီ၎င်းရွှေထီတော်ငှက်မြန်နာတော်စေမှုတော်အထွတ်တင်းလူပူဇော်သူတို့သည်15ကဘာတိုင်အပယ်မလားဆိုတဲ့မြတ်ဗုဒ္ဓမိန့်ကြားရှိနေညီယနေ့ချင်းခါသမျှသည်အပယ်တကားပိတ်လို့နိဗ္ဗာန်တကားဖွင့်တဲ့မင်္ဂလာနေပြုနေမြတ်တကူလည်းဖြစ်ပါတယ်ဝင်ရှင်ဝီရောလာဆနာတော်ပင်ရောင်တော်မီအလံဝီလိမ့်ချမ်းအေးဒီကနေ့လူတို့ဝဟာကောစာတက်ကလေး1389ခုနှစ်ဇော်မုန်းလိုက်ပြီးကျော်4ရက်ခရစ်နှစ်လိုအပ်ပြည့်2025ခုနှစ်အောက်တိုဘာလ8ရက်စနေနေ့ကျောက်ဆင်မြို့တောင်တော်ကျောင်းရအနီးရှိနဆုတုံဘုရားမှာကျင်းပပြုလုပ်ခဲ့တယ်တောင်ကြီးမြို့ဆက်ဆက်ထုံးရနေဘုရားတရိကကြီးဦးငိမ့်မောင်ဘုရားတရိကမကြီးဒေါ်မြင့်မြင့်အေးသမီးမဆန္နာထွန်းသားကိုတိဟာထွန်းမယူရဆိုမြေအိမ်မှုဒရမိသားစုနဲ့ကျောက်ဆင်မြို့မင်းရနေဘုရားတရိကဦးတန့်ရင်ဘုရားတရိကမဒေါ်တီရာပြုံးသားဝေယံနေသမိသားစုတို့ရဲ့မန္တလေးတိုင်းဒေသကြီးကျောက်ဆင်မြို့တောင်တော်ကြီးရွာအနီးမှာရှိတယ်ခုနှစ်စုတော်စီရီတော်မြတ်ကြီးအားအသည့်တစ်ဖန်ပြန်လဲမုံမှန်ပြင်ဆင်ခြင်းရွှေထီတော်တင်လူခြင်းဗုဒ္ဓဝိသေကအနေကသာတင်လူကြီးအလှူတော်မင်္ဂလာဟာဖြင့်ယခုချိန်မှာဝိစာတင်ဆန်းနိဗ္ဗာန်နန်းကိုရေမှတ်ပြုလို့ကုသိုလ်တို့ကိုယုံနာနှဖျားကျင်းလျာမှာမကွာတူဆောင်ယူသွားတယ်ရွှေခွက်မှလို့ရေစက်ချတဲ့တည်ပြနိုင်ခဲ့ပါပြီ။ပုပ္ပါမောဇအပရဟုသုံးပါစေတနာရှိနေရမှာကိုယ်ဝေလူရအကျိုးရတိုးချကုသိုလ်ပွားတယ်ပို့ကြရမှာဖြစ်ပါတယ်။အဲ့ဒီလိုအပရစေတနာပွားပြီးကုသိုလ်တရားရထမ်းများစီရန်ဤစိတ်တန်း၍ဒီနိဗ္ဗာန်အာယုံပြုကြသောဘုရားတရားကဘုရားဓာယိကမတို့ရဲ့ရွှေထီတော်တင်မင်္ဂလာဗုဒ္ဓဝိသေကအနေကစားတင်အလှူတော်မင်္ဂလာလှုပ်ရှားမှုပုံရိပ်များကိုကျောက်ဆင်မြို့ကံဦးရဲ့ကိုမြင့်သားနဲ့တူများဓာတ်ပုံနဲ့ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းမှာပြသကြည်လင်သောရုပ်သံစင်များဖြင့်စီစဉ်ရိုက်ကူးတီးဖြတ်ကုသိုလ်ယူပူဇော်အပ်ပါကြောင်းချစ်စွာသောပိဋကပေါင်းတို့ခင်ဗျာ